ကျွန်တော်ပြိုလဲသွားခဲ့ရင်ကျွန်တော်ကိုမှီထားတဲ့အရာတွေအားလုံးစောင့်တည်ရမဲ့သွားကြမှာကျွန်တော်စိတ်ထဲကြပြီးလက်လျှော့သွားခဲ့ရင်ကျွန်တော်ကိုအားကိုးနေတဲ့အရာတွေအားလုံးအရေးမဲ့သွားကြမှာစိတ်ဓာတ်တွေကြတဲ့အခါတိုင်းအစင်မပြေမှုတွေကြုံတဲ့အခါတိုင်းခေါင်းကိုအကြိမ်ကြိမ်ပြန်မရတယ်တတ္တိကိုအခါခါပြန်မွေးရတယ်ငါရအောင်ရှေ့ဆက်မယ်လို့ကိုအားပေးရတယ်မျက်နာပေါ်ကအပြုံးတွေရဲ့နောက်ွယ်မှာခါတီးမှုတွေပင်မနွမ်းလျားမှုတွေရှိတဲ့အကြောင်းကျွန်တော်ရှိတဲ့သူတွေကိုကျွန်တော်အဆင်ပြေပါစေလို့ဆုတောင်းပေးနေတဲ့သူတွေကိုဘယ်တော့မှထုတ်ပြောပြမှာမဟုတ်ပါဘူးဘယ်လောက်ရှင်သန်နေရအောင်မှမသိနိုင်တဲ့လက်ကျန်နှိမ့်ဆွဲတွေမှာ